ရရှင်ရဲ့ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီမနေ့မှာကျွန်တော်တို့ဝိညာဉ်ခွန်အားရရှိဖို့ရန်အတွက်အချင်းချင်းတဦးနဲ့တဦးတယောက်နဲ့တယောက်ကိုကျွန်တော်တို့ပြန်ပြီးတော့ခွန်အားပေးတဲ့အချိန်ဖြစ်ပါတယ်ဒီမနေ့မှာကျွန်တော်တို့ခွန်အားယူဖို့ရွေးချယ်ထားတဲ့ကျမ်းတစ်ပိုက်ကိုဖတ်ကြားသွားမှာဖြစ်ပါတယ်ရှင်လုကာခရစ်ဝင်အခန်းကြီး9အပိုင်းငယ်19-20တပိုင်းနဲ့25တပိုင်းဖြစ်ပါတယ်ရှင်လုကာခရစ်ဝင်အခန်းကြီး9အခန်းငယ်19-20လူစုဝေးလျက်ရှိသောကြောင့်ဝင်စရာလမ်းကိုမတွေ့တစ်ဖြစ်အိမ်မိုးပေါ်သို့တက်၍အုပ်မိုးကိုဖောက်ပြီးမှလူနာကိုအိမ်ယာနှင့်တကွလူများအလယ်ယေရှု၏ရှိတော်သို့ဆောချကြ၏ကိုရောဒီထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျင်လူနာအားအချင်းလူသင်၏အပြစ်ကိုလွတ်စေပြီဟုမိန့်တော်မူ၏အပိုင်းငယ်25မှာထိုသူသည်လည်းလူအများရှေ့မှချက်ချင်းထား၍အိယာကိုဆောင်လျက်ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းလျက်မိမိအိမ်သို့သွားလေ၏အရှင်ရဲ့ဒီလိုကိုချီးမွမ်းပါတယ်ဒီမနေ့မှာကျွန်တော်အနေနဲ့မြန်မာလိုနားလေပေါ့နော်အလုံးနားလေဖို့ရန်အတွက်မြန်မာလိုအခြေယူပြီးတော့ဒီညခွန်အားပြီးတော့ဖို့ရန်အတွက်ဖြစ်ပါတယ်ဒီမနေ့မှာကျွန်တော်အနေနဲ့ဒီအခြေပြုကျမ်းတဲ့အတူခွန်အားယူသွားမယ်အကြောင်းအရာကဘာလဲဆိုတော့မျော်လင့်ချက်မဲ့သူအတွက်ခရစ်တော်ကျွန်တော်တို့လောကကြီးမှာအသက်ရှင်တဲ့အခါမှာမျော်လင့်ခြင်းနဲ့ရှောက်လန်းအသက်ရှင်ကြတော်သူများဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ယုံကြည်ကိုးကွယ်နေတဲ့သခင်ခရစ်တော်လောကီလူသားအားလုံးအတွက်လူစားရီကိုခံယူပြီးတော့လောကီလူသားအားလုံးကတည်ခြင်းရရှိဖို့ရန်အတွက်နောက်တမလုံးဘဝအတွက်စိတ်ချနိုင်ရေးအတွက်ကိုပြင်ဆင်ပေးသွားသောသခင်ခရစ်တော်ဖြစ်ပါတယ်ကားတိုင်းပေါ်မှာသူ့ရဲ့အသက်တာကိုအသက်စတေးခံပြီးတော့ကျွန်တော်တို့အရောက်စီတိုင်းအတွက်ကိုမျောလင့်ချက်ပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲဒါကြောင့်ဒီမိနစ်မှာမျောလင့်ချက်မဲ့တော်သူအတွက်ခရစ်တော်ဆိုတဲ့ခေါင်းစဉ်လေးနဲ့အားပေးခြင်းပါတယ်သခင်ခရစ်တော်ကအမှကျွန်တော်တို့ဘာတွေ့ရမလဲဆိုတော့တနေ့တနိုင်တဲ့တနေ့သောအခါမှာကိုတော်ကဩဝါဒဆုံးမယေရုရှလင်မြို့မှာစပြီးတော့ယူဒပြည်အမှဂါလိလဲပြည်စတဲ့ရွာတွေကိုရောက်ရှိပြီးတော့အမှပါရိရှဲနဲ့နိတိဆရာတို့ကထိုင်ရရှိနေတယ်အမှသခင်ခရစ်တော်ပြုတဲ့အမှုကဘာလဲဆိုတော့အနာရောဂါကိုငြိမ်းချင်းဘုရားရှင်ရဲ့ဘုန်းတော်ကိုထင်ရှားခြင်းသခင်ခရစ်တော်ထံသို့အနာရောဂါငြိမ်းဖို့အတွက်တော်၎င်းဒီဝိညာဉ်ဘုရားရဲ့ဘုန်းတော်ကိုခံစားဖို့ရန်အတွက်တော်၎င်းသခင်ခရစ်တော်ဟောကြားသောတရားရည်သနာတော်များကိုနာယူဖို့ရန်အတွက်တော်၎င်းလာကြတယ်တဲ့သခင်ခရစ်တော်ကယေရုရှလင်ပြည်ကနေယေရုရှလင်မြို့မှာစပြီးတော့ယူဒပြည်ဂါလိလဲပြည်အထိရောက်လာတဲ့အခါမှာတဲ့လူထုတွေကဝိုင်းအောင်ပြီးတော့သခင်ခရစ်တော်ရဲ့ဒီသနာတရားတော်ကိုကြားနာလျက်ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်ကဲအဲ့ဒီအချိန်မှာကျွန်တော်တို့ဘသူတယောက်ကိုတွေ့ရတယ်ဆိုတော့အဲ့မှာကျွန်တော်တို့လူငယ်လေးတယောက်ရှိတယ်လူငယ်လေးတယောက်ကဟိုစားသူကခြေလက်တည်တယ်ကိုတချမ်းတည်နေတယ်ပေါ့နော်လက်ခြေတည်တော်သူတယောက်အဲ့မှာအဲ့ဒီလူတယောက်ကသူ့ကိုယ်သူစဉ်းစားတာကတော့ငါတော့တသက်ပြင်ပြီးတော့ကောင်းမှာမဟုတ်တော့ဘူးလူရဝင်တော့မှာမဟုတ်တော့ဘူးအဲ့ဒီအခြေအနေမှာဒီကိုတချမ်းသိနေတဲ့လူတယောက်ကိုသူ့ရဲ့တငယ်ချင်းအပေါင်းဖော်များကသူကြည့်ပြီးတော့ခရစ်တော်စီတွားကြအောင်နေ့ကိုအခုသူတွေအများကြီးပဲလာပြီးတော့သခင်ခရစ်တော်တရားဟောနေတယ်အနာတွေကိုလည်းပျောက်ကင်းစေတယ်သူအားဖြင့်မျက်စိကန်းတော်သူလည်းပြန်ပြီးတော့မြင်တယ်လမ်းမလျှောက်နိုင်တော့သူလည်းလမ်းပြန်ပြီးလျှောက်နိုင်တယ်နာမကျန်းတော့သူကျမ်းမာစေတယ်အဲဒါကြောင့်တို့ကလည်းတွားပြီးတော့သခင်ခရစ်တော်ကိုဖူးမြော်မယ်သူ့ရဲ့တရားတော်ကိုနာယူမယ်ဟုတ်ပြီ
mà tôi giờ từng ngày gì lý tôi lý giaoกันbây giờ tôi giờ ấy lấy một xe bây giờ tôi thang là giả thang bây giờ tất cả cái đó giờ xe của giao bu hiện được khó sang lại tôi nói là về tất cả cái đó xe của giao bu cả lưu du cả bay đi ấy mà là về biển bắt bắt lại vào nó bây giờ đấy à biển xe này đó về lúc mà tôi phao lúc mấy à màလူစုလူဝေးလျက်ရှိသောကြောင့်ဝင်စရာလမ်းကိုမတွေ့အိမ်အထဲကိုဝင်ဖို့ရန်အတွက်လမ်းမတွေ့ဘူးတဲ့အဲ့ဒီမှာကျွန်တော်တို့ဘာတွေ့ရမလဲဆိုတော့ယုံကြည်ခြင်းဒီတငယ်ချင်း၄ယောက်ကဒီလူနာသခင်ခရစ်တော်အရှိရောက်ရင်ဧကအမှန်ယောဂပျောက်မှာဖြစ်တယ်ငါတို့နောက်လက်ပြန်လို့မဖြစ်ဘူးအဲ့ဒါကြောင့်ဒီသူ့ရဲ့အဖို့တငယ်ချင်းတွေကဘာလုပ်တယ်လဲဆိုတော့အိမ်မိုးပေါ်သူတဲ့ရွေးတဲ့ဟိုအိမ်အမိုးပေါ်ကိုတက်တယ်ကျွန်တော်တို့အဲ့ဒီဂါလိလက်ပြည်မှာအိမ်ကိုဆောက်လုပ်တာကျွန်တော်တို့ရုပ်ရှင်ထဲမှာတွေ့ဘူးမှာပေါ့နော်ဒီကျွန်တော်တို့အရှိတိုင်းလူမဟုတ်ဘူးသူကအမိုးပြင်းပြင်းလေးနဲ့အုပ်အမိုးလေးနဲ့လှုပ်ထားတာကိုတွေ့ရမှာဖြစ်ပါလေအဲ့ဒီအမိုးပေါ်ကိုတက်ပြီးတော့အုပ်အမိုးကိုဖောက်လူတကိုယ်စားဆမ်းမနေရကိုဖောက်ပြီးတော့သူတို့ကြည်တဲ့သခင်ခရစ်တော်ဘယ်နာမှာထိုင်တယ်လဲဥပမာသခင်ခရစ်တော်ကဒီမှာထိုင်ပြီးတရားဟောမှဆိုသူ့ရဲ့အရှိတဲ့အဲ့ဒီအမိုးဖောက်ပြီးတော့ဒီကိုတချမ်းသိနေတဲ့လူတယောက်ကိုတွဲလောင်းလေးနဲ့ဖြည်းဖြည်းချင်းရှော့ချအဲ့ဒီအချိန်မှာတဲ့အဲ့ရနေတကွတော့လူများအလေယေရှုဤရှိတော်တို့ရှော့ချကြပြီဒီသူ့ရဲ့အပေါင်းပါသင်ငယ်ချင်းများကသူ့ကိုရှော့ချဒီလူတယောက်ကသခင်ခရစ်တော်ရဲ့ရှေ့မှာအပေါ်ကနေပြီးတော့ကျိုးလေးနဲ့ရှော့ချပြီးတော့အဲ့ရနဲ့အတူဆင်းလာတယ်ကိုရိုဒီထိုသူတို့ဤယုံကြည်ခြင်းကိုမြင်လင်သခင်ခရစ်တော်ကသူ့မှာတပ္ပညုတဉာဏ်ကရှိထားပြီးသားအလုံးစုံသိမြင်နိုင်သောအရာဘာဖြစ်မလဲကျွန်တော်တို့ကိုကြည့်လိုက်တာနဲ့ကျွန်တော်ရဲ့စိတ်ထဲမှာဘာတွေးနေတယ်လဲဘာကိုပြောနေတယ်လဲဘာကိုကြံစည်နေလဲသိပြီးသားအဲကြောင့်ဒီလူနာကိုလည်းတွေ့ရောသခင်ခရစ်တော်ကဘာကိုပြီးမြင်တယ်လဲဆိုတော့အချင်းလူထိုသူတို့ဤယုံကြည်ခြင်းအဲ့ဒီကိုတချမ်းသိနေတဲ့သူကိုသခင်ခရစ်တော်အရှိရောက်အောင်ပို့ပေးတဲ့သူရဲ့အပေါင်းပါတို့ရဲ့ယုံကြည်ခြင်းကိုသိရှိတဲ့အတွက်ကြောင့်တဲ့လူနာအားအချင်းလူတဲ့သင်ဤအပြစ်ကိုလွတ်စေပြီဟုမိတ်တော်မူ၏သင်ရဲ့အပြစ်ကိုလွတ်စေပြီဆိုပြီးတော့မိတ်တော်မူတယ်သခင်ခရစ်တော်ကမြင်ပြီးသားနော်တဘောကဒီလူဒီအရှိအထိရောက်လာဖို့ရန်အတွက်ဘယ်နှယောက်ဝိုင်းဝန်းပြီးတော့စွမ်းဆောင်ကြိုးစားလှုပ်ဆောင်ရတယ်လေအဲကြောင့်သခင်ခရစ်တော်ကဒီလူနာကိုကြည်ပြီးတော့သင်ဤအပြစ်ကိုလွတ်စေပြီဟုမိတ်တော်မူ၏သခင်ခရစ်တော်ကဒီလူနာတယောက်မှာရှိနေတဲ့အပြစ်အလုံးကိုလွတ်တယ်ဆိုပြီးတော့ပြောခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ပိုင်းငယ်25ထိုသူဒီလေလူအများရှိမှချက်ချင်းထ၍အိယာကိုဆောင်လျက်ဘုရားသခင်ဤဂုဏ်တော်ကိုချီးမွမ်းလျက်မိမိအိမ်သို့သွားလေ၏ဒီလူအများရှိမှပဲအိယာကိုဆောင်ပြီးတော့ဂုဏ်တော်ချီးမွမ်းကျေးဇူးတင်စကားပြောတယ်ဂုဏ်တော်ချီးမွမ်းပြီးတော့မိမိအိမ်သို့ပြန်သွားလေ၏ကိုတချမ်းတည်တဲ့သူတယောက်ဘယ်လိုမှလမ်းလျှောက်နိုင်မဲ့အခြေအနေဒါကတဘာဝကိုလွန်သွားပြီတဘာဝသဘောအရာဘယ်လိုမှလမ်းလျှောက်နိုင်မှုအခြေအနေမရှိဘူးသို့တော်လည်းပဲသခင်ရဲ့အရှိဤတငယ်ချင်းများရဲ့စွမ်းဆောင်မှုအားလုံးရဲ့ယုံကြည်ခြင်းကိုသခင်ခရစ်တော်ကအတိအမှတ်ပြုပြီးတော့သင်ရဲ့အပြစ်ကိုငါလွတ်ပြီဆိုပြီးတော့အိယာကိုယူပြီးတော့ဆောင်သွားစေတယ်အဲ့ကြောင့်ဒီမနေ့မှာကျွန်တော်လည်းဘာကိုဖော်ပြချင်တယ်လဲဆိုမျော်လင့်ချက်မဲ့သောသူအတွက်ခရစ်တော်ဒီကနေ့သခင်ခရစ်တော်ကကျွန်တော်တို့လောကီလူသားအားလုံးအတွက်ကားတိုင်းမှာအသက်ကိုစတေးသွားပြီးဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အပြစ်အားလုံးကိုလည်းပဲဖြေလွတ်ပေးနိုင်သောအရှင်ဖြစ်ပါတယ်အဲ့ကြောင့်ဒီကနေ့ကျွ
ကျွန်တော်တို့လောကမှာအသက်ရှင်ကြံရတဲ့သူတွေကျွန်တော်တို့အတွက်ကဘာကိုသင်ခန်းစာပေးတယ်လဲဆိုတော့အဓိကကျွန်တော်တို့သခင်ရဲ့ရှေ့တော်မှောက်ဖို့ရောက်ရှိဖို့ရန်အတွက်ဖြစ်ပါတယ်သခင်ရဲ့ရှေ့တော်မှောက်ဖို့ရောက်ရှိဖို့ရန်အတွက်ဖြစ်ပါတယ်သခင်ရဲ့ရှေ့တော်မှောက်ကိုရောက်ရှိသွားသောသူတယောက်သူ့ရဲ့ကြိုးစားမှုသူ့ရဲ့စွမ်းဆောင်မှုသူ့ရဲ့စိတ်ဓာတ်သူ့ရဲ့ယုံကြည်ခြင်းကိုသခင်ခရစ်တော်အတိအမှန်ပြုပြီးသားဖြစ်ပါတယ်အဲဒါကြောင့်ကျွန်ုပ်တို့ဒီအချိန်နာရီ၌ခရစ်တော်ရဲ့ရှေ့တော်မှောက်သို့ရောက်ရှိနိုင်သောလောကီလူသားမိတ်ဆွေအဲ့တဲ့အငယ်လူအယောက်စီတိုင်းဖြစ်ဖို့ရန်အတွက်လှုပ်ဆောင်ရမယ့်အချိန်ဖြစ်ပါတယ်အဲဒါကြောင့်ဒီကိုတချမ်းတည်နေတဲ့သူတယောက်ကစဉ်းစားထားပြီးသားငါတစ်သက်ဒီလိုပဲသွားမှာဖြစ်ပါတယ်သို့တော်လည်းပဲတငယ်ချင်းတွေရဲ့အားပေးမှုတငယ်ချင်းတွေရဲ့စွမ်းဆောင်မှုကြိုးစားမှုပြီးတော့သူ့ရဲ့ယုံကြည်ခြင်းအကယ်၍သူကပြောမှာပေါ့နော်မထူးပါဘူးကွာငါဒီတိုင်းပဲအသက်ဆုံးရင်ဆုံးပါစီတော့ဆိုပြီးတော့ရှော့မစ်စကားသူပြောမှာမဟုတ်ပါဘူးတငယ်ချင်းတွေရဲ့ပေါ်ပြတဲ့အတိုင်းသူလည်းပဲယောဂပျောက်ချင်မှာပဲအဲ့ဒါကြောင့်ဒီကနေ့ကျွန်တော်ပေါ်ပြခြင်းနဲ့အားပေးခြင်းနဲ့အရာကသခင်အရှိတို့ရောက်သွားဖို့ရန်အတွက်ဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့အခြေအနေကနှစ်ကန့်ရှိတယ်လူနာဆိုတဲ့အခြေအနေတစ်ကန့်ရှိတယ်ကိုတချမ်းသိနေတဲ့သူဒါလူနာရဲ့အခြေအနေတစ်ကန့်ရှိတယ်နောက်တစ်ကန့်ကပံ့ပိုးပေးသူဒီလူနာကိုလမ်းအကြောင်းအရာရှာကြံပြီးတော့သခင်အရှိရောက်အောင်ပို့ဆောင်ပေးတဲ့သူဆိုပြီးတော့လူဒန်းစားနှစ်ရပ်တွေ့ရမှာဖြစ်ပါတယ်နော်ပြီးတော့နောက်လူဒန်းစားနောက်တစ်ရက်ကသခင်အရှိကိုရောက်နိုင်ဖို့ရန်အတွက်လူထုအတားအဆီးဖြစ်တယ်လူထုကတခါတလေကျွန်တော်တို့အတွက်ပြင်ပြီးတော့အတားအဆီးဖြစ်စေတယ်အဲဒါကြောင့်နောက်ကျွန်တော်တို့အတွက်မြင့်မြတ်တဲ့ကျေးဇူးကပါလဲဆိုတော့မျောလင့်ခြင်းအရှင်ဖြစ်တဲ့သခင်ခရစ်တော်ကဘသူကိုပဲဖြစ်ဖြစ်သူထိုင်ပြီးတော့စောင့်နေတယ်သခင်ခရစ်တော်ကကျွန်တော်တို့ကိုစောင့်နေတယ်အဲကြောင့်ဒီကနေ့ကျွန်တော်တို့ကဘယ်လူအတန်းစားမှရှိမလဲတော့ဒါတော့ဘုရားရှင်ကကိုယ်နေရာနဲ့ကိုရွေးချယ်ထားပြီးသားเนาะတချို့ကလည်းပဲယောအနာယောဂခံစားရတဲ့နာမကျန်းသူတွေအနေနဲ့ရှိခြင်းရှိနေမယ်တချို့ကလည်းပဲကျွန်တော်တို့ကျမ်းမာနေတယ်ဒါပေမဲ့ဝိုင်းဝန်းကူညီပံ့ပိုးကြစ်ဆောင်ကြံစီနိုင်ပြီးတဲ့အကူအညီပေးနိုင်တော့လူဒန်းစားမှာရှိရင်လည်းပဲရှိနေမယ်တချို့ကြတော့လည်းပဲကျွန်တော်တို့ပရိသတ်အနေနဲ့ဖခင်ရဲ့သခင်ခရစ်တော်ရဲ့တရားရည်သနာတော်ကိုနာယူဖို့ရန်အတွက်အဲ့ဒီအခြေအနေမှာရှိကောင်းရှိလိမ့်မယ်သူလည်းဖြစ်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဘယ်အတန်းစားမှာပဲရှိဒီကနေ့ကျွန်ုပ်တို့ဒီခရစ်တော်ရဲ့ရှေ့သို့အရောက်သွားနိုင်သောလူအားလုံးဖြစ်ဖို့အရေးကြီးပါတယ်လူနာအနေနဲ့လည်းပဲသခင်ခရစ်တော်ရဲ့အရှိကိုရောက်သည့်အထိစွမ်းဆောင်နိုင်မယ်ဆိုလို့ရှိရင်သခင်ခရစ်တော်ကကျွန်တော်တို့ကိုအတိအမှတ်ပြုပြီးတော့ကျွန်တော်တို့ရဲ့အနာရောဂါအားလုံးကိုကင်းငြိမ်းစေမှာဖြစ်ပါတယ်သို့မဟုတ်ကျွန်တော်တို့ဒီစွမ်းဆောင်နိုင်တဲ့ဒီတရားအနေနဲ့ဒီလူနာပျောက်ဖို့ရန်အတွက်ကျွန်တော်တို့ဝိုင်းဝန်းပြီးတော့နီလန်ပေးပံ့ပိုးပေးနိုင်တော့သူအဆင့်မှာဆိုရင်လည်းပဲကျွန်တော်တို့ကြိုးစားကြံစည်ပို့ဆောင်ပေးဖို့ရန်အတွက်ဖြစ်ပါတယ်အဲဒါကြောင့်ဒီကနေ့ဖယားရှင်သခင်ရဲ့အရှိကိုရောက်ဖို့ဖြစ်တယ်အဲ့ဒီအချိန်အဲ့ဒီအရှိမှာပါမျောလင့်ခြင်းမဲ့တော်သူအတွက်ဖယားရှင်ပြင်ဆင်ပေးတဲ့ဆုကျေးဇူးရှိတယ်ကျမ်းမာခြင်းဆုကျေးဇူးရှိတယ်ထိုနည်းတူလမ်းပြပို့ဆောင်ပေးမဲ့သူကလည်းပဲသူ့မှာကြံစီကြံဆနိုင်မဲ့နီလန်းလေးတွေရှိမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အတွက်လောကမှာကျွန်တော်တို့အသက်ရှင်နေတည်၍ဘယ်တော့မှမနောက်ကျသေးဘူးလို့မျောလင့်ခြင်းအရှင်ကကျွန်တော်တို့ကိုအမြဲတမ်းစောင့်မျှော်နေပါတယ်သူ့ရဲ့အရှိသခင်ရဲ့အရှိကိုအရောက်တိုးဝင်နိုင်တော့မိသားစုညီကိုမောင်နှမအယောင်စီတိုင်းဖြစ်ဖို့ရန်အတွက်ဒီမနေ့မှာဒီအကြောင်းအရာလေးနဲ့ပေါ့နော်အားပေးချင်ပါတယ်အဲကြောင့်မျောလင့်ချက်မဲ့တော်သူအတွက်သခင်ခရစ်တော်ရက်နေပါတယ်ကျွန်ုပ်တို့အားလုံးအတွက်သခင်ခရစ်တော်ရက်နေပါတယ်ကျွန်တော်တို့ကြိုးစားပြီးတော့သခင်ခရစ်တော်ရဲ့ရှေ့တော်မောင်ကိုမရောက်အောင်တိုးဝင်နိုင်ကြတော်သူများဖြစ်ဖို့အခြားသောသူများလည်းကိုလည်းပဲသခင်ခရစ်တော်ရဲ့ရှေ့တော်မောင်ကိုရောက်အောင်ပံ့ပိုးကူညီလမ်းပြပို့ဆောင်ပေးနိုင်တဲ့သားသမီးများဖြစ်ဖို့ကြိုးစားအသက်ရှင်လျှောက်လန်းလျက်
နောက်တမလုံးဘဝစိတ်ချရေးအတွက်ကြိုးစားပြင်ဆင်နိုင်တော့မိသားစုရောက်စီတိုင်းဖြစ်ဖို့ရန်အတွက်ဒီမနေ့မှာဒီမျိုးလေးချင်းမဲ့သူအတွက်ခရစ်တော်ဆိုတဲ့အကြောင်းအရာလေးနဲ့အားပေးရင်းနဲ့ဒီကုန်းချုပ်ပါတယ်ဘုရားရှင်ရဲ့နှုတ်ကပတ်တော်ကိုကြားနာရတော့သူအရောက်စီတိုင်းအပေါ်မှာတက်ရောက်လျက်ဒီတရက်တာကျွန်တော်တို့ရှောက်လန်းသွားမယ်အသက်တာမှာဝမ်းမြောက်ပျော်ရွှင်စွာဖြင့်ရှောက်လန်းနိုင်တော့သားသမီးများဖြစ်ဖို့ရန်အတွက်အားပေးလျက်ကျွန်တော်ရဲ့အားပေးချက်ကိုဒီကုန်းချုပ်ပါတယ်အရောက်စီတိုင်းဘုရားရှင်